တတိယအကြိမ်မြောက်အိမ်ကိုပြန်ခေါ်ခံရတဲ့အခါမှာတော့ကိုကိုမွေးစားထားတဲ့ညီမလေးကကိုကိုအပြစ်ပုံချဖို့အတွက်လှေကားပေါ်ကနေကိုယ်တိုင်တမင်ခုန်ချနေတာကိုတွေ့လိုက်ရပါတယ်မိသားစုကမဆွဆွဲခင်မှာပဲကိုကအရင်ဦးဆုံးမှသွားကြောင်းဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်ကိုကအရင်လိုငိုယိုပြီးမငင်းတော့တာကိုမြင်တော့အားလုံးအံ့ဩသွားကြပါတယ်တကယ်တော့ကိုကဒီအိမ်ကနေနှစ်ခါတောင်နှင်ထုတ်ခံခဲ့ရပြီးပါပြီဇီဝမိဘတွေပထမဆုံးအိမ်ခေါ်သွားတော့ကကြိုးဆဆလုပ်ရင်မိသားစုရဲ့မြတ်တာကိုရလာနိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်နေတိုင်းအသေးအတန်ကြိုးစားခဲ့ပါတယ်။အဆုံးမှာတော့ကျောင်းစာမှုပွဲမှာတကြောင်လုံးရဲ့ထိပ်တန်း10ယောက်စီးရင်ဝင်ခဲ့ပါတယ်။မိသားစုကချီးကျူးလိမ့်မယ်လို့ထင်ပြီးပြောနေခဲ့ပေမဲ့မွေးစားညီမလေးကကိုမက်တွေတက်မြန်လွန်းလို့လိန်ထားတာဖြစ်ရမယ်လို့ဆွဆွဲခဲ့ပါတယ်။အဲ့ဒီအခါမှာဖေဖေကအရန်ဒေါသထွက်ပြီးလိန်လေတာကိုလက်ခံနိုင်ပေမဲ့လိန်နာကိုတော့လက်မခံနိုင်ဘူးလို့ဆိုကပထမဆုံးအကြိမ်အိမ်ကနေနှင်ထုတ်ခဲ့ပါတယ်။မွေးစားမိဘတွေစီပြန်ရောက်တဲ့အခါမှာလည်းငရဲကြတယ်လို့ခံစားခဲ့ရပါတယ်။နေ့စဉ်အလုပ်ကျန်းတွေလုပ်ခဲ့ရပါတယ်။ဒါကြောင့်ဒုတိယအကြိမ်အိမ်ပြန်ခေါ်ခံရတဲ့အခါမှာတော့ကိုတက်တည်ပြဖို့မကြိုးစားတော့ပါဘူး။ဒါပေမဲ့မိသားစုအတိမတ်ပြုပွဲမှာမွေးစားညီမလေးကလက်ဆွဲခိုးတယ်ဆိုပြီးဆွဆွဲခဲ့ပြန်ပါတယ်။ကိုကလုံခြုံရေးဗီဒီယိုဖိုင်ကိုထုတ်ပြပြီးလူအများရှိမှအပြစ်ကင်းစင်ကြောင်းတက်တည်ပြခဲ့ပါတယ်။ဒါပေမဲ့စိတ်ချမ်းသာသွားမဲ့စားဖေဖေကကိုလို့တောင်ဒေါသထွက်လာပါတယ်။ဧည့်သည်တွေရှိမှမိသားစုကိုအဆက်ကွဲစေတာထက်မွေးစားညီမလေးနဲ့တသားတည်းဖြည့်ရှင်းတင်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုနဲ့ဒုတိယအကြိမ်အိမ်ကနေထပ်ပြီးနှင်ထုတ်ခံခဲ့ရပြန်ပါတယ်။ဒီတစ်ခါမှာတော့မွေးစားအမေကရွာကအဖိုးကြီးတယောက်နဲ့လက်ထပ်ဖို့တောင်းဆိုခဲ့ပါတယ်။တတိယအကြိမ်အိမ်ပြန်ခေါ်ခံရတဲ့အခါမှာတော့မိသားစုရဲ့မြစ်တာကိုလုံးဝမမျှော်လင့်တော့ပါဘူးမတရားတဲ့ဆက်ဆံမှုမှန်သမျှကိုတိတ်တဆိတ်တီးခံခဲ့ပါတယ်မိသားစုပေးအပ်တဲ့အခွင့်အရေးနဲ့အရင်မြစ်တွေကိုပဲအတုံးချခြင်းခဲ့တာပါအရင်လိုဆင်းရဲဒုက္ခရောက်တဲ့ဘဝကိုမပြန်ခြင်းခဲ့ပါဘူးကျောင်းမှာတော့ကျောင်းသားချမ်းသာတွေကိုစာပြပေးရင်ကုပတာရက်တည်ခဲ့ပါတယ်သူတို့ကကိုခက်ခဲဖြစ်နေတာကိုတီးလို့ထမင်းဘူးပိုပါလာပေးတတ်ကြပါတယ်သူတို့ကြောင့်ပဲအရင်ကမခံစားဘူးတဲ့နှွေးထွေးမှုကိုခံစားခဲ့ရပါတယ်မကြခင်မှာပဲစာပြပေးဖို့ချမ်းသာတဲ့အတန်းဖော်တချို့ကိုအိမ်ခေါ်လာခဲ့ပါတယ်။ဖေဖေကကိုကိုဝေဖန်ဖို့ပြင်နေပေမဲ့သူတို့အားလုံးကချမ်းသာတဲ့မိသားစုတွေကဖြစ်မှန်းသိသွားတဲ့အခါအပြုအမူတွေလုံးဝပြောင်းလဲသွားပါတယ်။အတန်းဖော်တွေကကိုကိုမိဘတွေလစ်လူရှုထားတာကိုတီလို့ချက်ချင်းပဲဗတ်လိုက်ပေးခဲ့ကြပါတယ်။အဲ့ဒါကိုမြင်တော့ဖေဖေကငွေ2000ကိုချက်ချင်းလွှဲပေးခဲ့ပါတယ်။မွေးစားညီမလေးကကိုမှအဲ့ဒီလိုကောင်းတဲ့တငယ်ချင်းတွေရှိလာတာကိုအယမ်းမနာလို့ဖြစ်သွားပါတယ်။နောက်ပိုင်းမှာစာအတူချက်နေကြတော့အတန်းဖော်တွေအားလုံးမွေးစားညီမလေးစီကအစာတွေရရှိခဲ့ကြပါတယ်။သူတို့တွေကမွေးစားညီမလေးကိုလှည့်စားခြင်းနေမှချက်ချင်းသဘောပေါက်သွားကြပြီးကိုဘက်ကနေလက်စားချေဖို့ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။မွေးစားညီမလေးကကျောင်းမှာကိုနဲ့အတန်းဖော်တွေကြားမှာပြဿနာတွေဖန်တီးဖို့ကြိုးစားခဲ့ပေမဲ့နောက်ပိုင်းမှာသူတို့နဲ့ရင်းနှီးအောင်လုပ်ခဲ့တာတွေအားလုံးကတရုပ်ဆောင်နေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။အားလုံးကအမှန်တရားပေါ်လာမယ့်နေ့ကိုစောင့်နေခဲ့ကြတာပါ။မွေးစားညီမလေးရဲ့မွေးနေ့ပွဲရောက်လာတဲ့အခါသူကအချမ်းသာဆုံးအမွေစားအမွေခံတွေကိုဖိတ်ထားတယ်လို့ကြောဝါခဲ့ပါတယ်။ဒါပေမဲ့ဖိတ်ခေါ်ခံရသူတွေကဖုန်းခေါ်ဆိုမှုကိုလုံးဝမဖြေကြားခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာအတန်းဖော်တွေအားလုံးအပြင်ကနေအတူတူလျှောက်လာကြပြီးလူအများရှိမှမွေးစားညီမလေးရဲ့လောက်ရမှန်သမျှကိုဖော်ထုတ်ပြသခဲ့ကြပါတယ်။မိသားစုတစ်ခုလုံးအဆက်ကွဲသွားခဲ့ပါတော့တယ်။